စေတနာရန်ကောင်းပြီးတော့ဈေးရန်တန်နဲ့ရှမ်းဆိုင်လေးကိုရှာနေရဆိုရင်တော့ဒီ vlog လေးကိုစောင့်အောင်ကြည့်လိုက်နော်ဒီဆိုင်လေးကတော့ပြည်သာလမ်းနဲ့ကရွှေမြတ်မနောဆိုတဲ့ဆိုင်လေးပါဒီဆိုင်မှာဆိုရင်ရှမ်းစာတွေကဖွဖွရရတဲ့အပြင်ဂျိုးရစားခဲ့တာကတုတ်ဘူးနွေမြင့်ချင်ခေါက်ဆွဲနဲ့ခေါ်ပုတ်ကြော်လိုပဲဖြစ်ပါတယ်ဒီကတုတ်ဘူးနွေရဲ့အရသာကတုတ်ဘူးအရသာစိမ့်စိမ့်ပူပူလေးနဲ့စံစည်းကလည်းမစည်းလုံးမပြော့လုံးပဲနဲ့တမျိုးမျိုးနဲ့ဝါရတာအရန်ကိုစားလို့ကောင်းပါတယ်နှုတ်ဆင်းထားတဲ့ဝသားလေးကလည်းဟင်းအရသာစိတ်ဝင်နေပြီးတော့တုတ်ဘူးရဲ့အီဓာတ်လေးနဲ့ပေါင်းသွားလိုက်တဲ့ခါကျတော့တက်ချာကအရသာကတကယ်ကိုကောင်းသွားတာတုတ်ဘူးနွေမှာအီတာကွေးလေးထည့်ပေးထားတဲ့ခါကျတော့တုတ်ဘူးအနှစ်လေးနဲ့စိန်ပြီးတော့စားလိုက်တယ်ဆိုလို့ရှိရင်ချိုစိတ်နေတဲ့အရသာလေးထွက်လာပြီးတော့ကွတ်ရှယ်ပဲတုတ်ဘူးနွေတွေစားရဲဆိုရင်အများအားဝက်ခောက်ကြော်ထည့်စားလေးရှိပါတယ်ဒီမှာဆိုရင်ဝက်ခောက်ကြော်ကတစ်ထုပ်ကို900ပဲပေးရပြီးတော့အရသာကလည်းကျွတ်မွနေပြီးတော့တုတ်ဘူးနွေရဲ့အနှစ်နဲ့တို့စားလိုက်တယ်ဆိုလို့ရှိရင်အီစိမ့်ပြီးတော့တော်တော်လေးစားကောင်းပါတယ်အခုဆက်စားမှာကနှစ်ချင်ခောက်ဆွဲပါဒါလေးကိုလည်းစံစည်းဝက်သားနဲ့မှာထားပါတယ်ဗီဒီယိုရိုက်တာကြာနေရတဲ့ပဲစံစည်းတွေတောင်ခဲကုန်လို့ဇွန်းနဲ့ special ပြန်ပြီးတော့နေရပါတယ်ဒီမြင့်ချင်ခောက်ဆွဲမှာကြတော့မြင့်ချင်ဘက်လေးတွေအပြင်ဘရာကြော်လေးတွေခောက်ဆွဲကျွတ်ကြော်လေးတွေငဖယ်တွေရောအသားတွေရောနောက်ထပ်ဘဲဥလည်းပါတာဆိုတော့အားကြောင့်မလို့ဒီဆိုင်ကိုစေတနာရှိရလို့ပြောတာပါသူ့ရဲ့အရသာကလေးရိုးရိုးရှင်းရှင်းလေးနဲ့မြင့်အရသာဆိုပေမဲ့ဝတ်သားရဲ့အရသာလေးလည်းပေါင်းဆက်နေပြီးတော့အီပြေစေတဲ့ refresh ဖြစ်စေတဲ့ဘက်ကိုသွားပါတယ်မြင့်ချင်ကိုလည်းအခုလိုမျိုးလိုက်ပွဲလေးပေးထားတဲ့အခါကျတော့မြင့်ချင်အရသာကိုပိုကြိုက်တဲ့သူတွေဆိုရင်ထပ်ထည့်ပြီးတော့စားလို့ရပါတယ်အခုနောက်ဆုံးကျိုးတို့စားမှာကတော့ခေါ်ပုတ်ကြော်လေးပါဒီခေါ်ပုတ်ကြော်လေးကလေတပွဲကို3000ပဲပေးရရဲ့သီလားဒါပေမဲ့ပါတဲ့ portion ကလေနဲတာမဟုတ်တော်တော်ကိုများတယ်ကျိုးတို့ bite အဝကိုစားလို့ရတယ်ဒီမှာဆိုရင်ကောင်းညင်းအမဲရောအဖြူရောပြီးတော့ပါတာပေါ့နော်နှမ်းတောင်းလေးနဲ့တို့ပြီးတော့စားရတာပါသူကစီပူပူမှာ deep fry လုပ်ပေးထားတာဆိုတော့အပြင်လေးကကျွတ်ရွနေပြီးတော့အထဲမှာကအီးဆက်နေရပဲကျိုးကတော့ကောင်းညင်းအဖြူကိုပို့ပြီးတော့ကြိုက်ပါတယ်ထူးခြားအောင်လို့ရှမ်းကျင်လေးနဲ့တွဲစားလိုက်တာလဲလိုက်နေပြန်တာပဲဒီဆိုင်မှာကမကြီးဖြော်ရည်ကိုလည်းအလကားတိုက်သေးရနော်အဲ့တော့အီပြေစီပြီးတော့အစာလဲကြေစီပါတယ်ဒီမှာကြည့်ခေါ်ပုတ်ကြော်လေးရဲ့ကောက်ညင်းကလေဘလောက်တောင်နူးညံ့နေလဲဆိုလို့ရှိရင်ဆွဲလိုက်လို့ရှိရင် cheese လိုပဲအမြင့်တန်းလိုက်လေးဖြစ်သွားတာကဲအခုတော့စားလို့ပြီးပါပြီ၃မျိုးပေါင်းအကုန်လုံးကိုမှ16000ပဲကြတာဆိုတော့တကယ်ကိုတန်ပါတယ်ဆိုင်လေးကတော့ပြည်သာလမ်းထဲမှာရှိရဲရွှေမြတ်မနောဆိုတဲ့ဆိုင်လေးပါသူရဲ့ vlog လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင် channel လေးကိုလည်း follow လုပ်ပေးထားအောင်နော်အားလုံးပဲအဆုံးထိကြည့်ပြကျေးဇူးပါတက်တာ